အချိန်ကာလကတော့1663ခုနှစ်ဂျပန်နိုင်ငံရဲ့လှပလွန်တဲ့မြို့လေးတစ်ခုမှာတီဖြစ်ဆိုကြီးဖြစ်သွားခဲ့တာပါအဲ့ဒီမြို့ထဲကအိမ်တအိမ်မှာတော့မကောင်းဆိုးဝါးလေပင်ရှည်တရေမကြီးနေထိုင်တာဖြစ်ပါတယ်သူကနေဘက်မှာဆိုရင်တော့တာမန်မိန်းကလေးကြောက်လို့ပုံစံဆိုပေမဲ့ညဘက်မှာတော့သူ့ရဲ့လေပင်ကြီးကတစ်ကလအုပ်တောင်အပခေါ်ရတဲ့အထိရှည်ထွက်လာတတ်ပြီးလူတွေကိုတက်သွေးတွေကိုတောက်လို့ရှိပါတယ်သူကအဲ့ဒီလိုမတက်ခင်မှာစိတ်ပြက်စရာကောင်းလွန်းတဲ့တခြင်းတစ်ပုတ်ကိုလည်းအခုလိုစိုးနေတတ်ပါသေးတယ်ဒီမကောင်းဆိုးဝါးမကြီးရဲ့နာမည်ကတော့ရိုခူရိုခုဘီဖြစ်ပါတယ်သူ့ကိုရိုကိုင်းနဲ့မကောင်းဆိုးဝါးတစ်ကောင်လို့သတ်မှတ်ထားပါတယ်ဒီကောင်ကြီးကနေ့ဘက်မှာတာမန်မိန်းကလေးလိုအယောင်ဆောင်တက်ပြီးညဘက်မှာထထကျန်းနာမလို့နည်းနည်းကြောက်ဖို့ကောင်းပါတယ်အခုဖြစ်ပျက်ကတော့2022ခုနှစ်မှာဖြစ်သွားခဲ့တဲ့ဖြစ်ရမှန်ဖြစ်ပါတယ်မြို့လေတစ်မြို့မှာတော့ဂျိုးဆက်နဲ့မယ်ရီဆိုတဲ့အတွေ့ရှိခဲ့ပါတယ်သူတို့ကတွဲလာတာအရင်မကြသေးပေမဲ့တောင်နဲ့တယောက်အရင်ကိုချစ်ခဲ့ကြတာမလို့တရက်တော့မင်္ဂလာဆောင်လိုက်ကြပါတယ်နောက်ဆုံးတော့ကိုတို့တွေစနီးမောင်နှံအောင်ဖြစ်လာပြီနော်ကိုတော့အရင်ပျော်တယ်မယ်ရီလည်းပျော်တယ်ဒီနေ့အပျော်ဆုံးပဲအခုရှေ့ရအိမ်ကမယ်ရီလိုချင်နေတဲ့ဂျပန်ရိုးရာအိမ်ပုံစံလေးဘလို့လဲကိုစီစဉ်ထားတာကြိုက်ရလားကြိုက်တာပေါ့ရှင်မယ်ရီကဒီလိုအိမ်မျိုးလေးတွေမှာပဲနေချင်တာအဲ့ဒီနောက်တော့အချိန်တွေတဖြည်းဖြည်းကုန်သွားပြီးညတကောင်အချိန်ကိုရောက်လာခဲ့ပါတယ်ညတကောင်အချိန်မှာတော့ဂျိုဆက်ကအိပ်ပျော်သွားခဲ့ပေမဲ့မယ်ရီကတော့အိပ်မပျော်နိုင်သေးပါဘူးဘာလို့လဲဆိုတော့သူကအိမ်မဆိုးတွေမှတ်နေလို့ပါပဲဟာဘာအိမ်မက်ကြီးလဲဟာမယ်ရီကအလက်တကြားထအော်ပါလေရောဒါပေမဲ့ဂျိုဆက်ကအိတ်ကောင်းနေတုန်းမှာပဲဟာရေစားလိုက်တာဟဲ့တကယ်တော့မယ်ရီပြောတဲ့ရေစားရဲဆိုတာသွေးစားတာကိုပြောတာပါသူကနေ့ဖက်မှာလူညဖက်မှာမကောင်းစွာမှကြီးရိုခူရိုခုပီပဲဖြစ်ပါတယ်အခုတော့သူ့ရဲ့လေပင်ကြီးကမတရားတွေရှိလာပါပြီဘလောက်တောင်ရှိလာလဲဆိုရင်10ထက်တိုင်အမြင့်တွေလောက်အထိကိုရှည်သွားတာပါဟမ်ငါတောက်ဖို့သွေးအများကြီးလိုတယ်ဘယ်နေရာသွားရမလဲငါလူတက်ဖို့လိုနေပြီမယ်ရီရဲ့လေပင်ကြီးရှည်ထွက်နေတဲ့အတန်ကတကျွတ်ကျွတ်နဲ့မြည်နေပေမဲ့ဂျိုဆက်တို့ကတော့လုံးဝကိုမနိုးတော့ပါဘူးမယ်ရီကတော့သူ့လေပင်ကြီးကိုရှည်လို့ရသမျှရှည်ထုတ်ပြီးလူတက်ပြီးသွေးသားဖို့လိုက်ရှာနေတာပါညတကောင်ချိန်ဖြစ်တာမလို့ရက်ွက်ထဲမှာလူတွေမရှိသလောက်ပါပဲဒါပေမဲ့ကန်ဆိုးသွားတဲ့ကောင်မလေးကတော့အေကာရီဖြစ်ပါတယ်သူကမွေးနေ့ပွဲတစ်ခုကပြန်လာတာဖြစ်ပြီးတယောက်တည်းပါပဲအေဂရီတို့ရဲ့ရက်ွက်ကအရန်ကိုအန်ဒီယမ်မရှိသလောက်နေပါတယ်ဒါပေမဲ့တင်ညာတော့အေဂရီတယောက်ထူးဆန်းတဲ့သချင်းတန်ကြီးကိုစပြီးကြားနေခဲ့ရပါတယ်အဲ့ဒီသချင်းတန်ကြီးကအေဂရီစီကိုလာနေတာဖြစ်ပါတယ်နောက်ဆုံးမှာတော့မကောင်းဆိုးဝါးမကြီးရိုကူရိုကုပီရဲ့လေပင်းရှည်ကြီးနဲ့လာနေတဲ့ကောင်းကြီးကိုမြင်လိုက်ရပါပြီဒါပေမဲ့အေကာရီကိုဒါကိုကြောင်ကြည့်နေပြီးထွက်ပြေးဖို့တော့မလုံနိုင်တော့ပါဘူးအဲ့ဒီလိုထွက်မပြေးနိုင်တော့တာမလို့မကောင်းဆိုးအမကြီးရပဲနောက်ရက်မနေ့မှာတော့ဂျိုဆက်ကထုံးစံတိုင်းပဲသူ့ရဲ့ကုမ္ပဏီအလုပ်ကိုသူသွားခဲ့ပါတယ်အားလုံးကတော့အလုပ်ထဲမှာပဲအာရုံရောက်နေကြတာပါကွန်ပျူတာကီးဘုတ်တွေတတတောင်းနဲ့ရှောင်းနေကြတာပါသိမကြလိုက်ပါဘူးယူတာကဂျိုဆက်ငါမင်းကိုပြောစရာရှိလို့မင်းညငါတို့ရက်ွက်ထဲမှာလူသက်မှုတစ်ခုဖြစ်သွားတယ်ကွာဟုတ်လို့လားကွာယူတာမင်းလျှောက်ပြောနေရမလားမင်းတို့ရက်ွက်ရောငါတို့ရက်ွက်ရောဒါမျိုးကိစ္စမဖြစ်တာ10နှစ်တောင်ကြော်ပြီလေမင်းမယုံဘူးလားရတယ်ဒီမှာငါဗီဒီယိုတစ်ခုရထားတယ်ကြည့်လိုက်ကွာအဲ့ဒါတတ်သေးပဲโอเคလေဒီနောက်ဂျိုးဆက်လဲဗီဒီယိုကိုဖွင့်ကြည့်လိုက်ပါတော့တယ်ဗီဒီယိုထဲမှာတော့စပိန်နဲ့ကောင်မလေးကသွေးရန်ထဲမှာလဲကျသိဆုံးနေပြီးလေပင်းအရှိကြီးနဲ့မကောင်းဆိုးဝါးမကြီးကတော့ကောင်မလေးရဲ့သွေးတွေကိုရှာကြီးနဲ့ရက်နေတာဖြစ်ပါတယ်ဂျိုးဆက်လဲအရန်ကိုလန့်သွားပြီးဒီဗီဒီယိုရဲ့အစပိုင်းကိုတေချာပြန်စစ်ဆေးလိုက်တာပေါ့သူထင်ထားသလိုပါပဲဒီလေပင်းရှည်ကြီးကဘဲကလာလို့လာမှမသိအောင်ရှည်လို့နေတာဖြစ်ပါတယ်လောလောဆယ် channel လေးကို subscribe လုပ်ရသေးရင်လုပ်ထားပေးပါအောင်နော်ညနေပဲရောက်တဲ့ခါမှာတော့ဂျိုးဆက်လဲအိမ်ကိုပြန်လာခဲ့ပါတယ်ဟိုဗီဒီယိုကြောင့်သူ့စိတ်ထဲမှာတော့တော်တော်ရှုပ်ထွေးနေပါပြီမယ်ရီကိုပြန်ရောက်ပြီနော်မယ်ရီဂျိုးဆက်အော်ခေါ်လိုက်တဲ့ခါမှာတော့မယ်ရီရဲ့အတန်ကိုကြားရမယ့်အစားမကောင်းဆိုးဝါးတချင်းဆိုတန်ကြီးတစ်ခုကိုကြားနေရပါတော့တယ်ဂျိုးဆက်လည်းအရန်လန့်သွားပြီးမယ်ရီအဲ့ဒီလိုထပ်အောင်ခေါ်လိုက်မှပဲမယ်ရီကအခန်းတစ်ခုထဲကထွက်လာပါတော့တယ် Sorry ကိုကြီးမယ်ရီရေချိုးနေလို့ပါအမကိုပိုက်စာနေပြီခဏနေကြာညစာစားရအောင်လေ
ညစာအကုန်ချက်ပြီးပြီစားဖို့ပြင်လိုက်မယ်နော်ခဏပဲစောင့် ဒီနောက်မှာတော့ဂျိုးဆက်နဲ့မယ်ရီလည်းညစာစားနေခဲ့ကြပါတယ်ဂျိုးဆက်ရဲ့စိတ်ထဲမှာတော့တော်တော်ရှုပ်ထွေးနေပေမဲ့ဘာမှမဟုတ်ဘူးဆိုတဲ့ပုံနဲ့ပဲထားလိုက်ပြီးစောစောပဲအိပ်ယာဝင်လိုက်ပါတော့တယ်ည8 နာရီလောက်ရောက်သွားတဲ့ခါမှာတော့ဂျိုးဆက်ကအိမ်မက်ဆိုးကနေလန်နိုးလာပါတော့တယ် ဟာဘာလို့လဲကွာကြောက်စရာကောင်းလိုက်တာကိုကောင်ရှူတာပြတဲ့ဗီဒီယိုကြည့်တဲ့ငါစိတ်တွေကမမှန်တော့တာပဲ ထူဆန်းနာကတော့သူ့မိမကသူ့ဘေးမှာမရှိတော့တာပဲ တွားလက်များ3နေရလား အမှန်တော့မယ်ရီကမကောင်းဆိုးအောင်မလို့ညဘက်ရောက်တိုင်းသွေးတောက်ဖို့လိုနေပါပြီဒီနေ့ညတော့သူကအိတ်ခမ်းထဲမှာမဟုတ်ပဲအိမ်ဝိုင်းထဲမှာပဲသူ့ရဲ့သွေးတောက်မဲ့အစီအစဉ်ကိုလုပ်နေတာပါသူ့ရဲ့လေပင်ကြီးကရှေ့ထွက်လာပြီးခေါင်းကြီးကတော့အဝေးကိုရောက်သွားပါပြီ ငါသွေးရအများကြီးတောက်မှရမယ်ငါလူတွေအများကြီးတတ်ဖို့လုံနေပြီ ဂျိုးဆက်ကတော့သူ့မိမကိုအိမ်ထဲမှာရှာတာမတွေ့တော့တာမလို့အပြင်ကိုထွက်လာပြီးလိုက်ရှာနေတာပါသူရှာနေတော့မှပဲရုတ်တရက်သူ့မိမကိုတွေ့လိုက်ရပေမဲ့လေပင်ရှည်ကြီးနဲ့ဖြစ်နေတာကိုမြင်လိုက်ရပါတော့တယ်မုံစိမ်းတန်းတစ်ခုမှာတော့ မုံနဲ့အမြန်ပြင်ပေးလို့ကျေးဇူးပါရှင် ကြပါရဲ့ဗျာညဘက်ဆိုတော့စောစောပြန်တာကောင်းတယ်ဒီနောက်မှာတော့ဂျူလီလည်းမုံနေယူပြီးအိမ်ကိုမြင်မြန်ပြန်လာခဲ့ပါတယ်အရင်ညကလူသက်မှုတစ်ခုဖြစ်ခဲ့တာမလို့လမ်းမှာတော့လူတွေမရှိသလောက်ဖြစ်နေပါတယ်ဒီလိုနဲ့ပြန်လာနေတုန်းမှာပဲရုတ်တရက်ဂျူလီလည်းတီးတချင်းတန်ကြီးကြောင့်ဆက်လက်မသွားနိုင်သလိုနောက်ကိုလည်းပြန်မပြေးသေးပဲကြောင်သွားခဲ့ပါတယ်နောက်ဆုံးမှာတော့လေပင်ရှည်မကောင်းဆိုးအမကြီးရပဲဂျူလီကိုအခုတော့မကောင်းဆိုးအမမယ်ရီဒါမှမဟုတ်ရိုခုဘီကြီးဟာပဲဂျူလီရဲ့သွေးကိုအငမ်းမရတောက်နေပါတော့တယ်ဒါရီအားလုံးကိုလည်းအရင်ညကလိုပဲ CCTV ကင်မရာတွေကနေဖမ်းယူထားနိုင်ခဲ့ပါတယ်နောက်ဆုံးမှာတော့မယ်ရီကသွေးဝသွားပြီမလို့သူ့ရဲ့ကောင်းရှည်ကြီးကိုပြန်သိမ်းလိုက်ပါတော့တယ်ဒါပေမဲ့ဒါရီအားလုံးကိုဂျိုးဆက်ကအဆအဆုံးမြင်လိုက်ရပါပြီနောက်ရက်မနက်အလုပ်မှာတော့ဂျိုးဆက်လည်းဒီမကောင်းဆိုးအမကြီးအကြောင်းကိုတည်တည်ချာချာလေ့လာနေခဲ့တာပေါ့ ဟောတကယ်ပဲကွာငါကြမှာဘာလို့ဒီလောက်ကန်ဆိုးရတာလဲငါယူတဲ့မိမမကောင်းဆိုးရမှရိုခုဘီကြီးဘာလို့ဖြစ်နေရလဲကွာစိတ်ညစ်လိုက်တာ အဲ့ဒီနောက်ညဘက်ကိုရောက်လာတဲ့ခါမှာတော့ မယ်ရီကိုမပြောချင်ပေမဲ့ပြောရတော့မှာပဲမနှက်ပြန်စပြီးကိုတို့ကွာရှင်းရအောင်ကွာ ဘာလို့လဲကျမတို့လက်ထပ်ထားတာတစ်လတော့မပြည့်သေးဘူးလေ မယ်ရီမင်းမဘာအပြစ်မှမရှိပါဘူးကွာကိုလေအိမ်ကမိဘတွေကိုပြစ်မထားချင်ဘူးဒါပေမဲ့မယ်ရီကိုလည်းခေါ်ထားလို့မရဘူးကိုနားလည်ပြီးပါကွာ ဒီလိုနဲ့နောက်ထပ်တစ်လလောက်ကြာသွားခဲ့ပါတယ်တစ်လပြည့်တဲ့ညမှာတော့ဂျိုးဆက်တို့ရဲ့အိမ်ထဲကိုလေပင်ရှည်မကောင်းဆိုးအမကြီးရဲ့ကောင်းကြီးရောက်လာခဲ့ပါပြီသူကဂျိုးဆက်ရဲ့အခန်းကိုသွားနေတာဖြစ်ပြီးဂျိုးဆက်ကတော့အိပ်ပျော်နေရပါအဲ့ဒီလိုအိပ်ပျော်နေတော့မှပဲဒီဇလန်ကဖြစ်ရမှန်းဆိုပေမဲ့အပြစ်မှမဟုတ်ပဲဆာကူရာစကူရဲ့ဖြစ်ရမှန်းကိုပြောတာပါဆိုတော့နောက်ထပ်လဲဆာကူရာဟော်ရာတွေနဲ့တခြားဗီဒီယိုအစုံတင်ပေးနေမှာမလို့ channel လေးကို subscribe လုပ်ထားပေးပါအောင်ရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆောင်ကြရမှာနော်